ဒါကတော့အတော့ fine သွားတယ် final result လို့အားလုံးပဲမြင်လာပါဒီခါမှာကျွန်တော်ဦးလေးဝင်လာတယ်ပေါ့နော်ဒီဖက်နှက်တစ်လေးကိုကျွန်တော်ဆေးဆွဲကြည့်ရဖြစ်ပါတယ်အရင်ခါရဆွဲနေကြပါပြီဒီကြားထဲကျွန်တော်မအားဖြစ်တာနဲ့ခုမှစပြီးတော့ဆက်ဆွဲဖြစ်တာပေါ့နော်ရှေ့ကပြထားတဲ့ဟာကညာဘက်ပြီးသွားပါတော့ခုကတော့ဘယ်ဘက်ကိုဆက်ပြီးတော့ချက်ပြပြီးမှဖြစ်ပါတယ်ဒီခါတော့ကျွန်တော်ဘယ်လိုဆွဲရလဲဆိုဘယ်လိုဆွဲပါတယ်ဆိုတဲ့အကြောင်းပါအသေးစိတ်ထည့်ပြီးတော့ပြောပြသွားမယ်ပေါ့နော်အဲ့တော့ပထမဆုံး outline ကိုစဆွဲရပါတော့ outline ကဒီကောင်အမဲဆိုတော့ကျွန်တော်တို့ sound ဒီမှာဆွဲလို့ခဲရနေတော့သွားလို့မရအောင်လေအဲ့တော့ကျွန်တော် white band နဲ့ပေါ့နော် gel band နဲ့ gel band လေးနဲ့ live တယ် outline light ကောက်တယ်လက်တန်းပဲကောက်လိုက်တော့ပေါ့နော်ကျွန်တော်တို့အရာကြီးပိုင်းလက်တေချာဘယ်လိုပေးလို့မရအောင်လက်တန်းလေးနဲ့ပဲ AC လေးကောက်လိုက်တယ်မီးတောက်လေးဆိုတော့လွယ်တယ်ဗျာအဲ့ဒီနဲ့ကောက်လိုက်တယ်ပြီးတော့ကျွန်တော်တို့အရင်ခါရှေ့ဗီဒီယိုတော့ညီတယောက်ကပေါ့နော် comment မှာသူကအောက်ခံကိုအဖြူလေးထားပြီးတော့လုပ်မယ်ဆိုရင်ဒီဆေးတွေကမကွာတဲ့ပြင်မှာဒီလိုမျိုးနည်းနည်းလေးပို့ပြီးတော့အဆင်ပြေရပါအဲ့လိုမျိုးပြောလို့ကျွန်တော်ကအောက်ခံလေးကိုအဖြူလေးထားတုံတော့အဆင်ပြေပါတယ်တော်လေးဘာလို့လဲဆိုတော့သူကအယောင်လေးလည်းပို့တောက်လာတယ်ပြီးတော့ဆေးလေးလည်းကတ်တယ်ပေါ့နော်ဒါတော့မှဒီအောက်ခံကိုအဖြူကိုထက်ခါကြီးချက်မိရဆိုတော့ဆေးမကတ်တာမျိုးဖြစ်တယ်အဓိကတော့ဒီဖက်နှက်ရဲ့အသားကြောင့်မလို့ပေါ့နော်ကျွန်တော်နည်းနည်းမြန်လေးချေရတယ်အခွိုင်းလေးနေနဲ့ဒါတော့မှညီဖို့တော်တော်လေးစူးစမ်းရပေါ့နော်ဒါပေမဲ့ပထမရန်လောက်တော့မကြတော့ဒုတိယဟာကျတော့ကျွန်တော်နည်းနည်းလေးဆွဲတတ်သွားပြီဆိုတော့မြန်တယ်ပေါ့နော်ကျွန်တော်ပထမဆုံးအခွိုင်းလေးဆွဲဘူးတဲ့ဟာလေးပါအဲ့တော့ကျွန်တော်မီးတောက်ဆိုရတဲ့အဓိကသုံးရတာတွေကအနီရယ်အဝါရယ်လိမ်မော်ရယ်ပေါ့နော်အကောင်တွေအဓိကထားတယ်ဝါလိမ်မော်တော့ပေါ့နော်အဲ့တော့အရင်ကနေစပြီးချဲတယ်ပြီးတော့မှအောက်ကနေလိမ်မော်လေးနဲ့လိုက်တယ်ပြီးတော့အဝါလေးနဲ့ပြန်ပြီးတော့ blending လုပ်ပြီးတော့အရောင်လေးရောလိုက်တယ်ဒါပါပဲအဲ့နီးစနစ်လေးတိုင်းအောင်ပါဒီအရောင်လေးကိုတခြားလေးဆက်ပြီးတော့တခြားဖြည်းဖြည်းချင်းချဲသွားတာကျွန်တော်မှဒီစုတ်တန်ရဲ့ဆေးရပဲဝယ်ထားတယ်ဘာလို့ဒီခွက်တွေဘာညာမရှိအဲ့တော့ကျွန်တော်အဲ့ဆေးဘူးလေးကနေပြီးတွတ်ပြီးဆဲအချိန်နဲ့ပုံမှန်ထက်တော့ကြာတယ်ဒါကျွန်တော်ပဲ YouTube မှာလည်းမကြည့်ရသေးဘူးဘောနော် YouTube ကြည့်ရအောင်ပြင်းတော့နောက်မှအခိုင်းလေးတင်နေတက်ပြီးရင်တော့တေချာလေးအခြားပုံတွေလည်းဆွဲသွားဖို့တော့ရှိပါတယ်လောလောဆယ်တော့ဒီဖက်နှက်လေးပုံဆွဲကြည့်ခြင်းတော့စမ်းပြီးတော့စဆွဲကြည့်ရပါတော့အဆင်ပြေသွားလို့တော့တော်တော်လေးတော့ကျင်းနေမိတယ်ဆွဲတာတော့ဖက်နှက်တစ်ဖက်ကိုနိုင်ခွဲလောက်တော့နိုင်ခွဲနီးပါးလောက်တော့ကြာတယ်ဘောနော်ချဲတာကျွန်တော်ကဟိုလို brush အကြီးသားကြီးနဲ့တန်းချတာမျိုးမဟုတ်ဘဲနဲ့ brush တေးသေးနဲ့ဖြည်းဖြည်းချင်းနဲ့ AC ချင်းချော်နေလေးတော့ကြာတယ်ဘောနော်အဲ့တော့အရင်ဗီဒီယိုတော့လိုပဲကျွန်တော်ဆွဲရတဲ့အစီမပြေရလေးတွေမှားနေရလေးရှိရင်ထောက်ပြပြီးတော့ပြောလို့ရပါတယ်ဒါကျွန်တော်ကကိုရန်နဲ့ပထမဆုံးချိန်စဆွဲပူတာမလို့ပြောလို့ရပါတယ်ဘောနော်အဓိကကျွန်တော်ကခဲဘက်ကြီးနဲ့ဒီရောစုံခဲရန်နေဆွဲတာများတယ်ဗောနော်ဒီကဆေးရတော့ခုမှစကင်တာအဲ့တော့ခဲဘက်ကြီးအကြောင်းပဲဖြစ်ဖြစ်အဲ့လိုမျိုးဗောနော်ပကြီးအခြေခံကိုလေ့လာခြင်းနဲ့ဆိုလဲကျွန်တော်စီမှာလာရောက်စုံစမ်းလို့ရပါတယ်တည်ရဗောနော် online နဲ့ရပါတယ်အပြင်လည်းရပါတယ်เนาะအပြင်ဆိုတော့ Monday ချမ်းသာစီရပါနေရင်လာအဲ့လိုရရเนาะနွေရာသီတင်တန်းနေလည်းဖွင့်တော့မှာမလို့နွေရာသီတင်တန်းနေလည်းလာရောက်စုံစမ်းလို့ရရเนาะဒါကတော့အတော့ fine သွားတယ်